အားလုံးပဲမင်္ဂလာပါခင်ဗျာဇလန်းကောင်းလေးတွေတင်ဆက်ပေးဖို့ချိန်ခါဆိုက်ဟုတ်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလန်းလေးကိုလည်းခန်းစားနားဆင်ပေးကြပါဦးခင်ဗျာထေးအောင်နဲ့သိအောင်တို့ဇာတိရွာမှာလေယာအလုပ်ငါးချအလုပ်မျိုးစုံလောက်ကင်စားတော့လာကြသည်မှာယခုဆိုလျင်အသက်30ကျော်အထိပင်ရှိခဲ့ပြီးပြီးကြတဲ့နှစ်စပားရာသီကိုင်းရာသီမှာပါရွာသူရွာသားတွေစီးပွားရေးကစိုက်ခဲ့တယ်စပားများရင်းမဲ့ကနီးမှချောင်းရည်များခြံကြကစပားများပစ္စည်းသွားခဲ့တယ်ကိုင်းရာသီရောက်ပြန်တော့ပြီးကြတဲ့နှစ်ကဈေးကောင်းရခဲ့တဲ့အသီးနှံကိုအားလုံးဝိုင်းဝန်းစိုက်ပျိုးသည့်အတွေ့အထွက်ကောင်းအထွက်များကဝဲလူအားကြားစင်းသလိုသီးနှံများကလည်းဈေးတွေထိုးကျသွားခဲ့တယ်ဒါကြောင့်ကိုင်းသမားတွေအချုံပေါ်ကြတယ်တစ်နှစ်ဝင်ငွေကောင်းမလားတစ်နှစ်အကျွေးကြေးမလားစီးပွားဖြစ်မလားမျောလင့်ကျထားနေပေမဲ့မျောလင့်သလိုဖြစ်မလားပါလဲသမားလဲချင်းများအရှိအနေမကောင်းပါကသူတို့ကိုမိခိုလောက်ကင်နေကြတဲ့သရင်ငှားလဲသမားများငွေကြေးကြက်တဲ့လာကြတဲ့တချို့သရင်ငှားကိုနှွေးရောမိုးပါငှားကြသလိုတချို့ကိုစပားသိမ့်ပြီးတဲ့အထိငှားကြတယ်ကိုင်းအတွက်ကိုတော့စပားသိမ့်ပြီးနောက်ပိုင်းမှာစလို့ကိုင်းသိမ့်ပြီးတဲ့အထိအပိုင်အခြားနဲ့ငှားကြတယ်တချို့လဲသမားများကလဲရော့ကိုင်းမှာဝင်ငွေမကောင်းခဲ့သဖြင့်ယခုနှစ်အတွက်လေယာလူသမားငှားကျင်တော့လေလောက်ခမပေးနိုင်လို့လူအမသာလှုပ်စေတဲ့နေစာသဘောမျိုးသာငှားလာကြတယ်ဒါကြောင့်လဲမရှိရာမရှိလှဲနွားမရှိကြတဲ့ထေးအောင်နဲ့သိမ်းအောင်တို့လည်းလေယာအလုပ်လောက်ကန်ရန်ငှားသူမရှိလို့လာမဲ့မိုးတွင်ကာလစားဝဲနေရဲ့အတွက်အခက်ဖြစ်နိုင်သောကြောင့်ကြိုတင်စိတ်ပူနေကြတယ်ခါတိုင်းသရင်ငှားအလုပ်ကိုမျောကိုလောက်ကင်နေကြတဲ့သူတို့အနေနဲ့ကစုံလာကြော်လို့နေုံလာတို့ပင်ရောက်နေပြီဒုတယောက်မှသရင်ငှားငှားရန်စကားလာမစားကြသိမ်းအောင်ပင်တိုင်းလောက်ကင်ခဲ့တဲ့ဦးမောင်ကြီးရဲ့လဲကားလေးပြီးကြတဲ့နှစ်ကအချုံးပေါ်လို့ယခုနှစ်မှာတော့လူသမားခေါ်ရန်လူတော့ရက်ကြမှနေစာခေါ်ထဲတော်မဲလို့ဆိုလာတယ်ဒါကြောင့်ပင်တိုင်းသရင်ငှားအဖြစ်သိမ်းအောင်ကိုမခေါ်တော့ထေးအောင်လေသူ့ကိုငှားနေကြလဲချင်းကလောက်ခတဝဲနီးပါချော်ခိုင်းနေသဖြင့်အလုတ်မလုတ်ဖြစ်တော့ရွာမလူငယ်အတော်များများကလေယာအလုတ်ကိုလည်းစိတ်ဝင်စားမှုနဲလာကြတယ်ရခင်လူငယ်မှန်သမျှဘုံကြီးစာမူလာတန်းစာသေးစာရှင်စာဖတ်တတ်လျင်တော်ပြီလို့ဆိုကကျောင်းမှာထုတ်လို့လေယာအလုတ်ကိုသာဝင်လို့စေတယ်နောက်ပိုင်းအသိဉာဏ်ပွင့်လင်းလာကသားသမီးများကိုလေယာအလုတ်မှာမနှင်းမွန်းစေခြင်းတော့ကျောင်းစာကိုသိနိုင်သမျှသိစေပြီးတချို့တက်နိုင်သူများကအလဲတန်းအထက်တန်းတက္ကသိုလ်အထိပို့ကြတယ်တချို့လူငယ်များကလေယာအလုပ်ကိုလည်းမလုပ်ချင်ပညာလည်းမတတ်ကြသဖြင့်ကာယအားနဲ့စီးပွားချဖို့ရေးကြည်ရာမျက်နှာရာကိုထွက်ပြီးစီးပွားချလာကြတယ်တချို့ကတော့မိသားစုလိုက်အိမ်များချမ်းများလဲများရောင်းချပြီးရန်ကုန်မန္တလေးစတဲ့မြို့များသို့သွားကြတယ်ရန်ကုန်မှာဆိုလျင်အထက်အညာဒေသမှာပြောင်းရွှေ့လာတဲ့အညာသူအညာသားတို့ရဲ့လက်ဖက်ဆိုင်များကအသည့်ပေါ်ထွက်လာတဲ့အလုတ်လုံးရန်လာကြသူများကလည်းလက်ဖက်ဆိုင်များမှာဝင်းလောက်ကြတယ်အထမ်းလေးများနဲ့အတုပ်ဆုံမိုးရင်ကဒုတ်ထိုးများရောင်းကြတယ်ယခုလည်းမိုးကခေါင်စေရီကလည်းလူတို့မရသဖြင့်ထေးအောင်တို့တငယ်ချင်းနှစ်ယောက်လေးဒီပါမပြောင်းတကောင်းမဖြစ်လို့ဆုံးဖြတ်ကြပြီးရွာမှထွက်ရန်တိုင်ပင်ကြတယ်တနေ့တစ်ချိန်မှာအလုတ်ချသွားကြမယ်ဆိုတော့လေမြစ်တိထေးသားမှာမြစ်တိအလုတ်လုံးမြည်လို့ဆုံးဖြတ်ချက်ပိုင်ပိုင်ချလို့ထွက်လာကြသည်မဟုတ်ပဲပြောစကားများကြားလို့ကောင်းမထင်းတဲ့နေရာကိုမြေဆန်းခရမ်းပြူသဘောမျိုးတွားနေကြခြင်းသာဖြစ်တယ်တချို့ကတာချီလိတ်တချို့ကမြဝတီတချို့ကထိုင်းတချို့ကမလေးရှားအချို့ကစင်ကာပူတချို့ကဖားကန်စသဖြင့်ဝေကြေတက်နိုင်လျင်တက်နိုင်သလိုမတက်နိုင်လျင်မတက်နိုင်သလိုထွက်နေကြတယ်ယခုသိအောင်ရဲ့အသည့်တယောက်ကဖားကံမှာအချင်းကြီးကောင်းတဲ့ရေမစေးကြောက်ချားပွေးလို့လောပန်ဖြစ်သွားသူများအတော်များကြောင်းပြောပြတယ်ကုမ္ပဏီတစ်ခုမှဝင်လုပ်လျင်ပင်လောက်ခမျိုးမြင့်ရရှိနိုင်ကြောင်းပြောပြတယ်ထေးအောင်ကသွားမေသူစွန်သားခြင်းတယ်လို့သိမ်းအောင်ကိုပြောပြရာနှစ်ယောက်သားတွေးဝေးမနေတော့ပဲဖားကံသူကြောက်တုသွားဖို့ဆုံးဖြတ်ချက်ချလိုက်တော့တယ်သူတို့နှစ်ယောက်ခီးသွားဖို့တိုင်ပင်နေကြတဲ့အချိန်မှာသူတို့ရဲ့အသည့်မိတ်ဆွေချွေးသွားဇော်မိုးတယောက်ရောက်လာတဲ့ချွေးသွားဇော်မိုးလို့ခေါ်တွင်ရခြင်းမှာအပေါ်သွားနှစ်ချောင်းကို
အမာတိုက်မိလို့သွားနှချောင်းတဝဲနိဗ္ဗာန်ပဲသွားတယ်ထိုပဲသွားတော့သွားများကိုနှုတ်ပြီးချွေးသွားနှချောင်းပြန်တက်ခဲ့တယ်အသိမိတ်ဆွေများကရိုးရိုးနာမည်မခေါ်တော့ပဲချွေးသွားဇောမိုးလို့ခေါ်ခဲ့တယ်သူ့မိဘများအခြေစဉ်ကစီးပွားရေးအတော်ကောင်းခဲ့တယ်မိဘများကလွန်ခဲ့သော9နှစ်ခန့်ကခြေစဉ်နောက်စဉ်ဆုံးမသွားသဖြင့်လဲအလုပ်ဝါသနာမပါတဲ့ဇောမိုးတယောက်အနေအစားကြက်တဲသွားတယ်သူမှမွေးချင်းအမတယောက်သားရှိပြီးအိမ်တော်ကြနေပြီဖြစ်တယ်ချွေးသွားဇောမိုးတယောက်အမနဲ့ရောက်ဖမျက်နှာကြည့်ပြီးနေထိုင်စားတော့နေခဲ့ရတယ်စကားဝိုင်းမှာဝင်ထိုင်ပြီးနားထောင်နေသောချွေးသွားဇောမိုးအားဖားကန်သူသွားလျင်လိုက်မလားလို့မေးလိုက်ရာကျုပ်လည်းအလုံးမရှိတာနဲ့အတော်ပဲလိုက်မယ်ဗျာဘယ်နေသွားမှလဲစားစရိတ်လမ်းစရိတ်စူးစောင်းပြီးအမြန်ဆုံးတစ်ပတ်အတွင်းသွားချမယ်လို့ဆုံးဖြတ်လိုက်တယ်အားလုံးစရိတ်စူးစောင်းမိတာနဲ့ဖားကန်သူယထတရံကားတရံနဲ့အဆင့်ဆင့်စီးပြီးခရီးထွက်လာခဲ့ကြတယ်သူတို့လာခြင်းတဲ့ဖားကန်သူရောက်ခဲ့ပြီးသူတို့နဲ့ကားပေါ်မှာအတူစိကတ်သူတယောက်ကဖားကန်မှာအလုပ်လုံးနေသူဖြစ်တယ်သူကကိုကြီးမဲဆိုလို့သူ့ကိုပင်အစသာအရရအာကိုမှုပြုပြီးသူဥဆောင်ရနောက်လိုက်လာကြတယ်ထိုသူကသူစကားတိုင်းအကူကြီးပေးတယ်နေရထိုင်ရအစဉ်ပြေအောင်ကူညီပြီးအလုပ်ရရှိအောင်ပါကူညီပေးခဲ့တယ်သူတို့2ရက်3ရက်ခန့်အလုပ်လုပ်ပြီးကိုလက်များမခံနိုင်အောင်နာကျင်နေကြတယ်သူတို့ကဒီလောက်အထိပင်ပန်းမယ်လို့ထင်မထားဒေသခံမိတ်ဆွေကတော့တနေ့တက်ကြွနားလေလာပါကစီးပွားရေးအခြေအနေကောင်းနိုင်သည်တဲ့သူတို့3ယောက်ကကျောက်စိမ်းကုမ္ပဏီတစ်ခုမှဝင်လို့နေရလို့အခြေအနေကောင်းရန်မမြင်တော့ဒါကြောင့်ထိုအလုပ်မှလွဲလို့တခြားအလုပ်ပြောင်းလို့ရန်မလွယ်သေးသဖြင့်စိတ်ညစ်နေကြစင်မှာပဲသူတို့နဲ့လှုပ်ဖို့ကိုင်းပဲတယောက်ကကတာနယ်ဘက်မှာချွေကျင်သွားမယ်အကြောင်းပြောလာတယ်ဟိုရောက်လို့ချွေကျင်ဤတက်မြောက်ပါကထိုကျင်၍ရသောချွေဖြင့်ကြီးဝါနိုင်ကြောင်းပြောပြတယ်သူလည်းအခွင့်သာရနဲ့ကတာဘက်သို့သွားမိအကြောင်းပြောလာတယ်ထိုလူချွေကျင်ရန်သွားလျင်သူတို့ပါလိုက်မယ်လို့ပြောထားလိုက်တယ်အဲ့ဒီလိုတိုင်ပင်ထားကြပြီးဖားကန်သို့ရောက်လို့တနေ့မပြည့်ခင်မှာထိုနေကန်မိတ်ဆွေနဲ့အတူချွေကျင်ရန်ထွက်လာခဲ့ကြတယ်နေကန်မိတ်ဆွေကထိုချွေကျင်သည့်နေရာမှာသူ့ရဲ့အသည့်မိတ်ဆွေများရှိကြောင်းပြောပြတယ်သူ့ရဲ့ဥဆောင်မှုနဲ့အတူချွေကျင်ရန်ထွက်ခဲ့ကြပြန်တယ်ကတာမျိုးတို့သင်းမော်စိုက်ထားနဲ့သင်းမော်ပေါ်မှာဆင်းခဲ့ကြတယ်ကတာမျိုးမှနေလို့ထွန်းစက်နဲ့ဆွဲတော့ထောလာကြီးနောက်တွဲရင်မော်တက်ပြီးခီးထွက်ခဲ့ကြရပြန်တယ်တောင်ပေါ်လမ်းများကိုဖျားတာပြီးအသက်တိုက်အေးလိုက်ခဲ့ရတယ်သူတို့ရဲ့ထောလာကြီးခရီးကပြီးဆုံးခဲ့ပြီးအထိုးအပိုးများသဲပြီးတောင်ပေါ်ခရီးချမ်းကိုခြေလျင်တညအိတ်ခရီးသွားရောက်မယ်ဆိုလို့ထပ်မံထွက်ခဲ့ကြတယ်တို့ဖြစ်သူတို့4ယောက်တတော်ဝင်တရောင်ထွက်ခဲ့ကြတယ်လမ်းခရီးတစ်ချောင်းဘာအန္တရာယ်မှမကြုံရသည်အလုံးအချင်းတွေကကောင်းတယ်လမ်းမှာတညအိပ်ပြီးနေကင်တနာရီကျော်ရနဲ့သူတို့ခရီးဆုံးသူရောက်ခဲ့တယ်ချွေချကြတဲ့တဲစုလေးများကိုဟိုနာတစုဒီနာတစုတွေးရတယ်နေကန်မိတ်ဆွေကသူ့အသေးရှိသောတဲတလုံးသူခေါ်သွားတယ်သူတို့3ယောက်နေထိုင်လို့ရမယ်တဲတလုံးကိုအမြန်ထိုးခိုင်းနေတဲထိုးရန်တဲဝါကပေါ်သဖြင့်ညနေ9နာရီခန့်မှာ3ယောက်နေထိုင်မှုစေပေပတ်လေတဲကလေးတလုံးဆောက်လို့ပေးစီခဲ့တယ်ညဘက်ရောက်တော့စကားဝိုင်းဖွဲ့ကြတယ်ချွေချင်းသောနေရာကသူတို့နေရာနဲ့မိုင်ဝက်ခန့်သွားရအောင်မယ်လို့သိရတယ်အလုတ်လုံးရနဲ့နေရာအတူတူရှိမနေခြင်းကအန်တရဲ့တစုံတရာကြောက်ရောက်ပါကအလွယ်တကူချောင်းတိတ်နိုင်ရန်လို့ဆိုပါတယ်ဒါပေမဲ့သူတို့ကချွေးခိုးခြင်းသောလူများဖြစ်ကြောင်းအလုံးသိကြတယ်လို့ဆိုတယ်သူတို့တောင်းတော့စစ်ကြေးပေးလိုက်လျင်တော်ယုံတန်ယုံကိစ္စပြပြသွားတယ်လို့သိရတယ်နောက်နေသူတို့ချွေးခြင်းသောနေရာသို့လိုက်သွားပြီးအလုတ်လိုက်တင်ကြတယ်မကြတော့ရက်မှာပဲချွေးခြင်းဓာတ်သွားကြတယ်ရရှိသောချွေးတို့ချွေးသာချွေးမုံများကိုလာရောက်ဝယ်ယူတဲ့ပွဲစားကလည်းအစင်းသင်ရှိတယ်ဝင်ငွေကပုံမှန်မရှိပိုးရသူကလည်းရတတ်တယ်လို့နေတွေမကိုက်သူကလည်းရှိတတ်တယ်ဒုံနဲ့တူမတူကြတချို့ဆိုလျင်ချွေးခြင်းရမှရွေးစေခန့်စမ်းစေခန့်ချွေးတုံးလေးများပင်ရတတ်တယ်သူတို့3ယောက်ကတော့မကျွမ်းကျင်သေးသဖြင့်နေတွေပင်မကိုက်တတ်သည်ရည်တဲ့ဆင်းပြီးချွေးခြင်းရသောအကျင့်ကလည်းမရှိသဖြင့်ထိုလုပ်ငန်းကိုလည်းစိတ်ကုံစားပြုလာတယ်မိုးမကြခင်အထိတော့ရောက်လာပြီးမှကြိုးစားပြီးချွေးရအောင်ကျင်းကြမယ်လို့ဆုံးဖြတ်တယ်ချွေးချသူများကမိုးမကြခင်အထိချွေးချပြီးမိုးတွင်ပြန်လာကမိုးကုံမှပြန်လာလို့လုပ်ငန်းအသစ်ပြန်စတယ်လို့ဆိုတယ်ဒါကြောင့်ရာသီမကုန်ခင်
ရသမျှပိုက်ဆံပြန်ပါသွားရန်ကြိုးစားလုပ်ကိုင်မဲလို့စိတ်ကိုပိုင်းဖြတ်လိုက်ပြီးဇွဲကောင်းကောင်းနဲ့လုပ်ကိုင်လာခဲ့ကြရာမကြခင်မှာပဲရွှေကိုကျွမ်းကျင်စွာကျေနိုင်လာခဲ့တယ်ထိုခေတ်ကရွှေတစ်ကြက်သား3000ခန့်သာရှိနေသေးတယ်မကြခင်မှာမိုးသားတရင်များတွေ့လာရတယ်မိုးရွာပါကတောင်ကျရေများကြောင့်အလုံးလည်းမဖြစ်နိုင်တော့သလိုလမ်းမခရီးကလည်းတွာလာလို့မကောင်းနိုင်တော့ဒါကြောင့်ခြားပွေရသမျှကြက်ကြက်ပါအောင်စုပ်ထားပြီးပြန်မှုစီစဉ်ကြတော့တယ်အဲ့ဒီအခါမှာချွေးသွားဇော်မိုးကအသက်ကလည်းငယ်ချွေးချသူ3ယောက်မှာကံအကောင်းဆုံးဖြစ်တယ်သူချသောနေရာမှာရွေးကြီးရွေးလေးအရွယ်ချွေးတုံချွေးစားလေးများမကြာခဏရခဲ့တယ်စားပြီးတောက်ပြီးစူးစောင်းမိတော့ငွေ7သိန်းခွဲခန့်ရရှိခဲ့တယ်သိန်းအောင်နဲ့ထေးအောင်တို့2ယောက်ပေါင်း3သိန်းခန့်သာရရှိကြတယ်တောထဲမှာစားတောက်စရိတ်ကလည်းကြီးမားတယ်စေးဖို့ကလည်းကုန်းတယ်ထေးအောင်ကငှက်ပြမိလို့မကြာခဏအိပ်ရတဲ့လဲခဲ့တယ်ဒါကြောင့်ငှက်ပြစည်းကိုအမြဲတောင်းနေရတယ်စေးဖို့ကလည်းသူ့အတွက်ထောင်းနေတယ်အပြန်ခရီးမှာသူတို့2ယောက်အတွက်မျက်နှာပန့်မလှခဲ့သူတို့3ယောက်ပြန်မဲ့နေ့မှာစကတ်မှာစောစောထွက်ခဲ့ကြတယ်ညီတို့ပဲပြန်လမ်းမှာတညအိပ်ရအောင်မေသူတို့2ယောက်ငွေတော့ပိုက်ပြီးအပျော်မျက်နှာနဲ့ပြန်လာနိုင်တဲ့ချွေးသွားဇော်မုတ်ကိုမနာလိုခြင်းကြောင့်စားပြီးတောက်ပြီးစီးရင်ချင်းပြီးနောက်သူ့မှာ2သိန်းကျော်ကျန်သေးတယ်ဒါကြောင့်ချွေးသွားဇော်မုတ်ထံမှာပါလာတဲ့ပိုက်ဆံများကိုလူယူဖို့2ယောက်သာတိုင်ပင်ကြတယ်ခမည်းကဘယ်လိုလုပ်ရှင်နဲ့စိတ်ကူးလဲငါသူ့ကိုလက်စဖျောက်လိုက်မယ်ဟာမလုပ်ပါနဲ့ကျုပ်လူမတတ်ရဲဘူးမင်းတက်စရာမလိုဘူးငါတတ်မယ်မင်းနှုတ်လုံးမှုပဲအရေးကြီးတယ်အဲ့ဒီနောက်ချွေးသွားဇော်မိုးအားလက်စာဖျောက်ဖို့ခွင့်ရေးကိုချောင်းနေကြတယ်အချိန်ကညနေ4နာရီခန့်ရောက်လာတဲ့သူတို့3ယောက်ညရန်နေရာချဖွေတယ်ဟောဒီနေရာကတော့တို့ချက်ပြုတ်စားတော့ဖို့ရောညအိဖို့ပါနေရာကောင်းမေနေရာရပြီဆိုတော့ငါကထမင်းဟင်းရှက်လိုက်မေမင်းတို့ကညဘက်မိဖို့ထားရအောင်အနိယပါမှာထင်းကြောက်တွေလိုက်ကောက်ကြသိန်းအောင်ကညစာအတွက်ချက်ပြုတ်ရန်စီစဉ်နေစဉ်ထေးအောင်နဲ့ချွေးသွားဇော်မိုးတို့ကထင်းချာထွက်ခဲ့ကြတယ်ချက်ပြုတ်စားတော့ပြီးတော့အချိန်ကည6နာရီကျော်သွားတယ်ညအိဖို့နေရာထိုင်ခင်းပြင်ဆင်လိုက်တယ်ဒီတညတော့တောထဲမှာအသက်ဆုံးပြီးအိတ်ကြရတော့မှာပဲဘာဆိုင်လို့လဲဗျကိုသိန်းအောင်ရဲ့တောင်ပေါ်တောကြီးမြမဲတဲ့မှာကြားချင်းသေးတွေလည်းရှိနိုင်တယ်မွေးစိုးတွေလည်းရောက်လာနိုင်တယ်ဒီအနည်းအနားမှာဒီကောင်းနေမရှိနိုင်ဘူးလို့ဘဲသူကပြောနိုင်မလဲသူတို့သာရောက်လာလို့ကတော့ပြန်ခုခံဖို့လက်နဲ့လည်းရှိတာမဟုတ်ဘူးသေယုံအပြင်ဘာရှိလို့လဲဒါကြောင့်အသက်ဆုံးပြီးအိတ်ထားလို့ပြောမိတာကဲပါဗျာဒီညအေးအေးချမ်းချမ်းလွန်မြောက်ပါစေလို့ပဲစူတောင်းချရုံပေါ့ဖရာတရားတန်ကားလည်းမမေ့ချနဲ့ပေါ့သေတော့လေကောင်းရာသူကတိရောက်နိုင်တာပေါ့ချွေးသွားဇော်မိုးကထေးအောင်ကိုပြန်ပြောလိုက်တယ်ကဲစကားအပြောချော့ကြညနေကခြားထားတဲ့တက်ကန်ချောင်းတွေသာမိမငိမ့်အောင်စူးစမ်းရမှာပဲတက်တုံတက်ကန်ချောင်းများကိုဒေါင်းလေးတောင်မှလေးပုံပုံပြီးမိချိုထားကြတယ်သူတို့ကမိပုံများအလဲမှာနေရာယူထားခြင်းဖြစ်တယ်တို့ဖြစ်တညတာလွန်မြောက်သွားခဲ့တယ်အန်တရဲ့တစုံတရာမကြရောက်ခဲ့ညကကြံတော်ထမင်းနဲ့ဟင်းကိုမတက်စာအစားပြီးစားကြတယ်ထမင်းစားပြီးတာနဲ့ခီးစရန်ဆုံးဖြတ်ပြီးထိုနေရာကစားထွက်ခဲကြတယ်တောင်မော်လန်းကဝါပင်များတက်ပင်ကြီးများအုံမို့နေတာကြောင့်နေပြောက်ပင်မထိုးနိုင်ဟာကိုထေအောင်ကျုပ်တို့လမ်းမဝင်လာပြီးနဲ့တူတယ်ရှေ့မှာလမ်းပိတ်နေပြီဟုတ်လားဒါဆိုအတော်ပဲပေါ့ထေအောင်ကထူးမြတ်တာပြောဆိုပြီးလမ်းကြောင်းချပွေးနေတဲ့ချွေးသွားဇော်မိုးကိုလမ်းချင်းရန်ကိုင်းဆောင်ထားတဲ့ဓာတ်နဲ့တစ်ချက်ထဲစက်ကိုပိုင်းဖြတ်လိုက်ရခေါင်းတခြားကိုတခြားဖြတ်သွားတော့တယ်ခန္ဓာကိုယ်မှာလွင့်ထွက်သွားတဲ့ဥကောင်းကခက်ဝေးဝေးတို့လိမ့်ပြီးမှောက်လျက်အနေထားရှိနေတယ်ဟေးသိမ့်အောင်ပိုက်ဆံအပြင်ချွေးသွားနှစ်ချောင်းနဲ့ချီးသေးတယ်ကွငါဒီကောင်းရဲ့သွားနှစ်ချောင်းကိုချို့ယူလိုက်အောင်မေထေးအောင်ကချွေးသွားဇော်မိုးရဲ့ခေါင်းကိုခြေထောက်နဲ့ကန်းလို့လှမ်းလိုက်ပြီးဓနောက်နဲ့ဆောင်းချိုးလိုက်တယ်ထိုအချိန်မှာချွေးသွားဇော်မိုးကသိမ့်အောင်လောက်ကင်နေသည်ကိုရက်ကြည့်နေတယ်သူ့ကိုယ်သူသိမှမသိသေးပြီဒီခန္ဓာကိုယ်နဲ့ခေါင်းကငါးနဲ့တူးလိုက်တာသူ့ရဲ့ခန္ဓာကိုယ်ပေါ်ဖြတ်လို့တွာလာနေကြတဲ့ထေးအောင်နဲ့သိမ့်အောင်တို့ကြောင့်သူ့ကိုယ်သူအံ့ဩနေမိတယ်သူစူဆောင်ရရှိထားတဲ့ပိုက်ဆံများကိုလည်းသူ့ကိုအနာထားလို့ခွဲဝေယူနေကြသဖြင့်သူတို့လက်ထက်ကအတင့်ပြန်လူယူဖို့ကြိုးစားမိတယ်ဒါပေမဲ့သူတို့လက်ထက်ကပိုက်ဆံများကိုအချိန်ချင်းဆွဲလို့ကြည့်တော့လေ
သူ့လက်ထဲသူပါမလားထိုအခါမှာပဲသူ့ကိုယ်သူသေဆုံးသွားပြီလို့လက်ခံယုံကြည်လိုက်တယ်သေချာအောင်သိမ့်အောင်လက်ကိုလှမ်းလို့ဆွဲလိုက်တယ်သိမ့်အောင်လက်ကိုမဆုပ်ကိုင်းမိလက်ကကျွံဝင်သွားတယ်သူစစ်လို့မကြိုးစားတော့ပဲသူတို့လှုပ်ဆောင်နေသည်ကိုဘေးကကြည့်နေလိုက်တယ်သူတို့နှစ်ယောက်ကသူ့ကောင်းတဲ့ခန္ဓာကိုယ်ကိုကြောက်တုံးကြီးကြောက်တုံးငယ်များနဲ့ဖုံးအောင်ပြီးမြုပ်ပြက်နေတယ်နိုင်ဝက်ခန့်ကြတော့တကူလုံးမော်သူကြောက်တုံးများနဲ့ဖုံးအောင်ပြီးသွားပြီအဲ့ဒီနောက်တက်ကိုင်းများခိုးပြီးအဘောကသေးချအောင်ထပ်မံဖုံးအောင်နေပြန်နေအမတ်တမဲ့ဆိုလျင်လူတစ်ယောက်ကိုတတ်ပြီးဖုံးထားတာကိုမသိနိုင်တော့၎င်းတို့နှစ်ယောက်ကသူ့အားထားပြီးထွက်သွားတာကိုလည်းရပ်ပြီးကြည့်နေမိတယ်ဟာငါရှာဖွေတတ်တဲ့ပိုက်ဆံတွေလိုချင်လို့ငါ့ကိုတတ်သွားတာပါလားရစ်စစ်လိုက်ကြတာငါကောင်းကိုလည်းခြေထောက်နဲ့ကန်ပြီးငါချွေသွားနှစ်ချောင်းကိုလည်းရိုက်ချို့ယူသွားသေးတယ်အချင်းချင်းကွာရစ်ရစ်စစ်စစ်တက်ဖြတ်ရက်တယ်ငါမင်းတို့နောက်ကိုလိုက်ခဲ့မယ်ငါပြန်ကလေးစားရှေ့မယ်ထေအောင်နဲ့သိအောင်တို့နှစ်ယောက်သားပိုက်ဆံများခွဲဝေယူပြီးခီးစစ်လက်ထွက်ခဲ့တယ်ထေအောင်ကချွေသွားနှစ်ချောင်းကိုယူထားတယ်ဇော်မိုးကသူတို့နှစ်ယောက်နောက်မှလိုက်ခဲ့တယ်သူသွားနေသည့်လမ်းကတောတောင်ချုံမြောင်မဟုတ်ဖဲချောင်းလိုလိုမြက်လိုလိုဖြစ်နေတယ်နောက်ကနေကြောကုန်းကိုဒုံနဲ့ရိုက်လိုက်သလိုဗျံငနဲ့အတန်းနဲ့အတူနာကျင်စွာခန်းစားရတယ်ဟဲ့ကောင်မင်းဘယ်ကိုသွားမှလဲမင်းပစ္စည်းတွေသွားပြန်ကောက်ထိုစကားသံကြောင့်နောက်ကိုလှည့်ကြည့်လိုက်တော့သူ့ရဲ့ခီးဆောင်အိတ်ကိုတွေးရတယ်အိတ်ကိုကောက်ယူပြီးလွှဲလိုက်တယ်မင်းခီးသွားမယ်ဆိုကရုခါပိုက်ဆံပေးကျုပ်စီမှာဘာပိုက်ဆံမှမပါတော့ဘူးအားလုံးယူသွားကုန်ပြီအေးပိုက်ဆံမပါရင်ရှင်းတော့နဲ့သာတူးသွားမမြင်ရတဲ့အတန်းချင်းကညှို့ကြချက်တွေပေးနေတယ်သေချင်းရဲ့အခြားမဲ့မှာခီးထွက်ရန်ပိုက်ဆံမပါသဖြင့်ချောင်းလိုလိုမြက်လိုလိုအရာတွေကိုဒီအတိုင်းကုခတ်ရတော့တယ်ကန်းတစ်ဖက်သို့ပင်ပန်းစွာရောက်ခဲ့တယ်တစ်ဖက်ကန်းသို့ရောက်တဲ့အခါမှာတော့နောက်ကအတန်းချင်းကိုမတွေ့ရတော့တစ်ဖက်ကန်းသို့ကူးပြောင်းရောက်ရှိတာနဲ့ခန္ဓာကိုယ်မှာလူမဟုတ်ဖဲအကောင်တစ်ကောင်အဖြစ်ကူးပြောင်းသွားပြီကိုသိလိုက်တယ်တစေတကောင်ဖြစ်သွားပြီကိုသိလိုက်တယ်တောပိုင်တောင်ပိုင်နေပိုင်များကိုခွင်းတောင်ပေးတာနဲ့မိမိနေရက်ကိုအရောက်လွှင့်ခဲ့တယ်ထိုအချိန်မှာရွာသို့သိမ်းအောင်နဲ့ထေးအောင်တို့ပြန်လဲမရောက်ကြသေးရွာမှာဇော်မိုးရဲ့မိသားစုများများဆဆမရှိအမတယောက်သာရှိတယ်အမမိသားစုကလည်းအေးအေးဆေးတဆေးဖြစ်နေသောဇော်မိုးလည်းရွာသို့ပြန်ရောက်တဲ့အခါနေထိုင်စရာမိခိုးစရာတပင်တပင်ရှာမတွေ့သေးသဖြင့်အမအိမ်သွားပြီးဥခွက်ပကမြဖွင့်ကလှမ်းလော်ချဝေစားတော့တယ်သိမ်းအောင်နဲ့ထေးအောင်အိမ်သို့လည်းရောက်သွားတယ်ထေးအောင်မိမကိုမြင်တော့သူစိတ်ဆိုးသွားတယ်ဒါကြောင့်မိဖို့တဲ့ဝင်ပြီးအစအတော့အကုန်စားပြစ်တယ်စိတ်ဆိုးဒေါသထွက်ပြီးဥခွက်များလွှင့်ပြစ်တယ်အိမ်ကိုခဲများနဲ့ပြက်ပေါက်တယ်ထို့အတူသိမ်းအောင်အိမ်ကိုပါသွားပြီးကိုင်းလှုပ်ပြစ်တယ်စိတ်တဲ့ကျင်းတဲ့လောက်တော့မှတစေးစောမှုချမ်းပြင်းထွက်လာခဲ့တယ်အဲ့ဒီနောက်ရွာတဲ့သူထွက်လာခဲ့တယ်လူတွေကသူ့ကိုမမြင်ရပေမဲ့ခွေးများကတော့မြင်ကြတယ်သူသွားရာခွေးများကမြင်ပြီးဟောင်ကြတယ်ဦးကြတယ်ခွေးတစီစီဖြစ်နေသဖြင့်ရွာဆောင်နတ်ကလည်းသူ့ကိုအမြင်ကပ်လာပုံရတယ်နောက်ကိုအခုလိုခြောက်သွားနေရင်ရွာတဲ့အဝင်မခံတော့လို့ကျိမ်းမောင်ပြောဆိုတယ်ဒါကြောင့်ရွာဆောင်နတ်ထံမှနေရာတောင်းရာရွာဆောင်နတ်ကတစီတရဲတို့ရဲ့အချုပ်ဖြစ်တဲ့မဖဲဝါထံသွားပြီးနေရာတောင်းရန်အကြံပေးတယ်ဒါကြောင့်တစီဇောမိုးလေနေရာတနေရာရရှိရဲ့အတွက်ရွာဆောင်နတ်အကြံပေးတဲ့အတိုင်းနေရာတောင်းရန်စိတ်ကူးလိုက်တယ်သူမြင်သမျှနေလို့ရသောအပင်မှန်သမျှနေထိုင်ကြတဲ့တရဲတစီတပည့်များကအပြည့်ရှိနေကြတယ်သူမဖဲဝါထံရောက်တော့မဖဲဝါကတရဲဦးမကြီးတကောင်းနဲ့အတူတွဲပြီးနေရာချထားပေးတယ်ရွာအဝင်ကြီးမကြီးပင်ကြီးမှာတရဲမကြီးနဲ့တွဲပြီးနေရတယ်တရဲမကြီးကလည်းကြီးကြီးပြူပြူနေခွင့်ပေးသဖြင့်ခိုးနားစရာနေရာရခဲ့တယ်အဲ့ဒီလိုနေရာရပြီးနောက်တစီဇော်မိုးတယောက်မိမိအပေါ်ရက်စဲသွားကြတဲ့သိမ်းအောင်နဲ့ထေးအောင်တို့နှစ်ယောက်သာပြန်အလာကိုစောင့်နေမိတယ်ဇော်မိုးသေးဆုံးပြီးငါးရခန့်ကြားတော့မှထေးအောင်တို့ရွာသို့ပြန်ရောက်လာတဲ့ထိုအချိန်မှာသိမ်းအောင်ကရွာမရောက်ခင်ငှက်ပြယောဂါထားလာသဖြင့်လဲတစီငှားပြီးပြန်ခဲ့ရတယ်ထေးအောင်ကသိမ်းအောင်မိသားစုထံအရင်သွားလို့လူမမာကိုအကျိုးအကြောင်းပြောပြီးအနှံကအိမ်သို့ပြန်လာခဲ့တယ်သူတို့ရောက်ထားတဲ့ဇနီးသားသမီးများကလိုက်လဲဝမ်းသာစွာကြိုးစိုးကြတယ်ပြီးခဲ့သောရက်ကတရက်အချောက်ခံရခြင်းတို့မှာငွေချသွားသူများသေဆုံးကုန်သဖြင့်မိသားစုများထံလာရောက်အသိပေး၆လံခြင်းလားလို့အထင်ရှိနေကြတယ်
ဒါကြောင့်ထေးအောင်ကမိသားစုများကတရဲ့အချောက်ခံရပုံကိုရောင်းမဆိုင်ပြောပြတယ်။ဘာပြောတယ်။အိမ်မှာတရဲ့လာလျှောက်တယ်။ဟုတ်လား။ကျမတို့အိမ်တင်မဟုတ်ဘူး။ချင်းတငယ်ချင်းကိုသိအောင်တို့အိမ်မှာအချောက်ခံရတယ်။ဒါဆိုဇော်မို့တရဲ့ဖြစ်ပြီးဒုနောက်လိုက်လာတာဖြစ်မယ်။ဟင်ချင်းတို့နဲ့အတူပါသွားတယ်။ဟိုချွေးသွားဇော်မို့ပါမနာဘူးလား။တောင်မောင်ငှက်ဖျားကအတော်ကြောက်ဖို့ကောင်းနေဇော်မို့ကဟိုရောက်ပြီးတစ်နှစ်လောက်အကြာမှာငှက်ဖျားကြောင့်သေဆုံးသွားတယ်။တိတ်အောင်လဲငှက်ဖျားမိနေတယ်။အခုပြန်လာရင်လမ်းမှာငှက်ဖျားပြန်ဖြစ်နေလို့လှဲငှားပြီးသူ့အိမ်ကိုလိုက်ဖို့ပေးကြရသေးတယ်။ဒါဆိုချင်းဇော်မို့ရဲ့အမအိမ်ကိုသွားပြီးအကျွတ်အကြောင်းရှင်းပြလိုက်အောင်ပေါ့။အေးခဏနေရင်ငါသွားလိုက်မယ်။အလုပ်လုပ်ရင်သေးသွားလို့တပိတ်တော့တရားနာတော့မလုပ်လိုက်ရဘူး။ဒါဆိုသူ့အမကိုဇော်မို့အတွေ့တပိတ်တော့အစွမ်းအလူလောက်ခိုင်းရင်ကောင်းမယ်။ငါနဲ့သိန်းအောင်ကဝေးနဲ့စိုက်ပေးလိုက်မယ်။ကောင်းပါလေ။ကိုတငယ်ချင်းတွေပဲဒီလောက်တော့လှုပ်ပေးတင်တာပေါ့။အေးငါသိန်းအောင်တို့အိမ်လှည့်ဝင်ပြီးဒီကောင်ယောဂတက်တာလာဝင်ကြည့်ရင်ဇော်မို့အိမ်ကိုပါဆက်သွားလိုက်မယ်။ထေအောင်ရဲ့ဇနီးမန်းငွေမြိုင်းကခင်မွန်းတဲ့ပြန်လာတော့ဝေ3,600ပါလာသဖြင့်စိတ်ထဲမှာချွေးလက်ကောင်ချွေးဆွဲကြိုးများကိုမြင်အောင်နေမိပြီးဇော်မို့သေးဆုံးသွားတာကိုပင်ဝေးထက်ပြီးအလူတစ်ခုလှုပ်ပေးရန်တိုက်တွန်းပြောဆိုသေးတယ်။သိန်းအောင်အားကျမ်းမာရေးမှုအိမ်ခေါ်ပြီးပြသကြတယ်။ထေအောင်တို့ပြန်ရောက်သေးကြလို့အိမ်နီနာချင်းများလာရောက်လို့သတင်းမေးမြန်းကြတယ်။အခြေအနေကိုလာအကဲခတ်ကြတယ်။ထေအောင်ကသူတို့အလုတ်ကမြည်မြပေးမှန်းကြောင်းအလွန်ဒုက္ခရောက်ကြောင်းအသက်ဖေးနဲ့အလွန်နီးကြောင်းပူပူသားသားလေးပြောပြတယ်။ဒေတာစိမ့်တော်သူများငှက်ဖျားယောဂများဖြစ်လို့သေသူများလာကြောင်းဇော်မို့တယောက်လေးရောက်ပြီးမကြခင်မှာပဲငှက်ဖျားယောဂခံစားရကတနေ့တခြားပိုဆိုးလာပြီးသေဆုံးသွားတဲ့အထိဖြစ်သွားခဲ့ကြောင်းရွာကိုအကြောင်းကြားရအောင်ကလည်းလူကြုံမရှိအလုံးမှာပိုက်ဆံမရှင်းရသေးသဖြင့်ပြန်လာလို့မရကြောင်းယုံကြည်အောင်ပြောပြတယ်။ဇော်မို့မှာသွေးချင်းဆိုလို့အမတယောက်သားရှိပြီးအမကလည်းအေးစေးသူဖြစ်လို့ဇော်မို့သေဆုံးတဲ့သတင်းကြားပြီးကလေးကတခြားချေချေဝေးဝေးမစင်းစားမြစ်သူကမှမသိကမဖြစ်ဖဲသေနေစိတ်လို့သေဆုံးရတယ်လို့စိတ်ပိုင်းဖြတ်ထားခဲ့တယ်။သူတို့ရွာပြန်ရောက်တဲ့အချိန်ကနေကင်းပိုင်းဖြစ်တယ်။ညနေပိုင်းရောက်တော့အိမ်တို့သတင်းလာမေးကြသူများလေပြန်ချကုန်ပြီးဖြစ်တယ်။ဇနီးဖြစ်သူကယောက်ျားငွေတို့ပိုက်လို့ပြန်လာသဖြင့်အပြောကြီးပြောချွင်းတဲ့ထေးအောင်ပါလာတော့ငွေကချွေ9ချက်သားခန့်ဝယ်ယူလို့ရနိုင်ပြီးငွေသားက2000နီးပါးကျန်ပယုံမယ်။ထိုငွေများနဲ့ဓမိုးတွင်စားတောက်နေထိုင်မှုလုံလောက်တယ်။ဇော်မို့နာရဲ့အတွေ့အလူလောက်ရန်ငွေ2000ကိုတီးတန့်ဖဲထားလိုက်တယ်။တို့ဖြစ်ညာကိုနိုင်ခန့်မိမုတ်ပြီးအိယာဝင်ကြတယ်။ဝုံဒုံအမလေးအမေကြီးတရေဟဲ့ခလေးတွေလာဒီဘက်အခန်းနဲ့လာခဲ့ထေးအောင်မှကလေး3ယောက်ရှိတယ်။အကြီးဆုံးက14နှစ်သား10နှစ်သားနဲ့အငယ်ဆုံးက6နှစ်သမီးဖြစ်တယ်။မောင်နှမ3ယောက်ကတခန်းနဲ့အိတ်ကြတယ်။တကြွေးနဲ့အိမ်ကိုပါဆွဲကင်လှုပ်နေတယ်။ဝုံဂလုံးခွန်းအငယ်ကောင်းနဲ့ငယ်ဆုံးသမီးတို့ကထိတ်လန့်သွားပြီးအုံကိုဘာတော့တယ်။ထေးအောင်ကမိကွက်ကိုထွန်းလိုက်တယ်။ဟဲ့ခလေးတွေတိတ်ဆန်းဘဲနဲ့မျက်လုံးမိတ်ပြီးဇောအော်နေရတာလေအမေဟိုမှာတရေကြီးမျက်လုံးနှလုံးကရဲကြီးခလေးမလေးပြရကိုအားလုံးကြည့်လိုက်ကြတယ်ဘာကောင်းမှမတွေ့ရအမေသမီးကြောက်တယ်မျက်လုံးစုံမိတ်ပြီးအတန်ကုန်အော်ဟဲ့နေတယ်မရှိပါဘူးသမီးရဲ့ဘာမှမရှိဘူးရှိတယ်သမီးတွေ့တယ်ခလေးမလေးကမျက်လုံးဖွင့်ကြည့်တယ်စောစောကတွေ့တဲ့နေရာမှာတရေမရှိတော့တွေးသေးလားသမီးအခုမတွေးတော့ဘူးခွန့်ဝုံဟာမိဖို့ထဲမှာအိုးတွေခွက်တွေပြက်ချကုန်ပြီကျက်သားဟင်းတွေမိဖို့ထဲမှာကြမ်းသေးတယ်အိုးတွေပြက်ထုတ်လိုက်လို့အကုန်ဖိတ်ကုန်ပြီထက်နေရှင်းသွားကြည့်လိုက်ပါလားငါမသွားရဲဘူးဘယ်လိုတရေကရောက်လာတာလေအရင်ကတခါမှမချောက်ဘူးပါဘူးရှင်းတော့မလာခင်နေ့ရက်လောက်ကမှစားပြီးညတိုင်း6လန့်နေတာယောက်ျားဖြစ်သူပိုက်ဆံပိုက်ပြီးပြန်ရောက်လာသဖြင့်ဇနီးဖြစ်သူကတာကြီးအားပိုက်ဆံပေးကကျက်တကောင်ဝဲခိုင်းပြီးချက်ထားခြင်းဖြစ်တယ်မိသားစု9ယောက်ကျက်တကောင်လုံးချက်ထားရာမကုန်းသဖြင့်နောက်နေ့ဘူးသိနဲ့ရောလို့ချက်ရန်ချမ်းထားခြင်းဖြစ်တယ်တစေကြီးကလည်းထမင်းဟင်းများကုံစင်အောင်စားပြီးမှအုတ်ခွေများကိုလွှင့်ပြခြင်းဖြစ်တယ်ထေးအောင်တို့အိမ်ကို6လန့်ပေးတာနဲ့တိုင်းအောင်တို့အိမ်ကိုသွားရောက်လို့
6လန့်ပြန်နေသိန်းအောင်တို့အိမ်ကသို့မဟုတ်ဝါထရံကဖြတ်တယ်သူအမှုပေါ်ခဲပြချလိုက်ဝါထရံကိုတပုံးမုံပုတ်လိုက်ဖြတ်နေတယ်ထို့ထက်ပိုပြီးတော့6လန့်မှုမရှိနောက်ညအရောက်သိန်းအောင်အဖျားကြားသွားသည်မရှိပဲအဖျားတက်လာတယ်အနီးမှာဇနီးတဲ့နဲ့73နှစ်အရွယ်သမီးသိန်းအောင်ရဲ့ရောက်ခမကြီးတို့ရှိနေကြတယ်မအေးမြိုင်ချင်းကိုသိန်းအောင်ငါအရန်ချမ်းနေငါကိုစောင်းနေထပ်ပြီးခြုံထားပေးစမ်းပါဒိုင်းလုံးချိသမျှစောင်းနေရှင့်ကိုပေါ်မှာခြုံထားပေးတယ်သိချမ်းရင်ရင်းမေးတောက်မလားဟင်းမတောက်ချင်ဘူးဝုံဂျိန်ဟင်အိမ်ကိုဘဲကကလေးကဝတွေလာပြီးခဲနဲ့ပြက်ပေါက်နေလဲမသိပါဘူးဇနီးဖြစ်သူမအေးမြိုင်ကကိုသိန်းအောင်ကြောင်းမယ်ဆိုလို့တရဲ့6ထားကိုကလေးမြခဲနဲ့ပြက်တအောင်ပြောဆိုလိုက်တယ်ငါသိတယ်သူတကယ်လာချောင်းနေတာငါတို့ကိုမကျေနပ်လို့လာချောင်းနေတာဖြစ်မယ်ဝုံဒိန်ဟာငါအပေါ်တက်တဲ့ခေါင်းမမှာအမှုကိုတွဲပြီး6နေတယ်မဲမြင်တဲ့သူ့မိခင်တို့ကပါဗျိုင်းတို့မောကြီးလိုက်မိတယ်ဘာမှမရှိပါဘူးတော့ဟာရှိတယ်စောက်ထိုးကြီးလို့ဟာခေါင်းကြီးမရှိတော့ဘူးရှက်မျက်လုံးထဲမှာမြင်ချင်းဟာ6မြင်နေတာပါကျမတို့ကြည့်တာဘာမှမရှိဘူးချိတ်တယ်ခေါင်းပြကြီးအာငါဘောကိုခုံချတော့မယ်သူတို့ကသိအောင်အဖျားကြီးလို့ကြောင်ကရံပြောနေတယ်လို့ယူဆနေကြတယ်အမလေးမအေးမြင့်ငါကိုကဲပါအောင်အောက်ကိုခုံချအားလုံးချိန်မှာပင်ညလုံးကြီးပြူးသွားပြီးပါဇက်ကြီးဟာကသိအောင်တယောက်အသက်ရှူရက်သွားတော့တယ်အမေသားကိုကြည့်ပါဦးဟင်အသက်မရှူတော့ဘူးအမေအဖေဘာဖြစ်တာလဲအမလေးဇော်မိုးကတောင်ပေါ်မှာငှက်ပြားမိပြီးသေးတယ်ချင်းကကျုပ်တို့ကိုမျက်နှာလာပြပြီးမှသိရတယ်လားသိအောင်တယောက်ဇော်မိုးအကြောင်းသိထားသဖြင့်တာမန်တရဲ့6ထားတဲ့ပိုးပြီးကြောက်လန့်ကအသက်ပင်ပါသွားတဲ့အထိဖြစ်ရတယ်အမလေးကိုထအောင်ကြီးချင်းတငယ်ချင်းအဖြစ်ကိုလာကြည့်ပါဦးအိမ်ပြန်ရောက်လာပြီးမှသိရတယ်ရှင်အခုလိုသိမဲ့ဆိုရင်ချင်းချပေးတဲ့ပိုက်ဆံနေကျုပ်မသုံးချင်တော့ဘူးကျုပ်တို့ကိုငွေချပေးပြီးလို့စိတ်ချသွားပြီလားတော့သိအောင်ဇနီးကထအောင်ကိုမြင်ကားမှပိုးပြီးငိုတော့တယ်သိအောင်ရဲ့အမေကသူ့သားသေးရဖို့ကိုထအောင်ကိုပြောပြတယ်သူမသေးခင်ခေါင်းမိုးပေါ်မှာဇောက်ထိုးကြီးလှုပ်ပြတဲ့တရေကခေါင်းပြက်ကြည့်တယ်အဲ့ဒီတရေကြီးကသူ့အပေါ်ခုံချပြီးလို့ကြောက်လန့်နဲ့ဟောပြီးတေးသွားတာပဲထိုစကားကိုကြားလိုက်တော့ထအောင်ရင်းထဲမှာထိတ်ခနဲ့ဖြစ်သွားကညနာလည်းပြက်သွားတယ်အခုတလောတရေကညစဉ်ရက်စစ်6လန့်နေတာပဲဘယ်လိုတွေဖြစ်မှန်းကိုမသိပါဘူးမောင်ထအောင်ရဲ့ထအောင်လေသိအောင်သေးဆုံးခဲ့တော့ည7နာရီကလေးကရောက်နေခဲ့ပြီးနောက်နေ့မှအိမ်သို့ပြန်လာခဲ့ရတော့တယ်အချိန်ကညနေ9နာရီထိုးပြီးအာတုဘအိမ်ကပြန်ရောက်ပြီးခဏမြနားကရေချိုးလိုက်တယ်6နာရီခန့်မှညစာထမင်းစားရန်ပြင်ဆင်ခိုင်းလိုက်တယ်ဘာရှိလဲငိုင်းရင်နဲ့ငပိရီတိုးစရာစားတော့မလားစောစောစားလိုက်တာကောင်းပါလေပြင်လိုက်လေတားရီမောင်မျိုးခုံးခင်းပြီးထမင်းပကံနေလာတဲ့သမီးလေးလေအကိုနဲ့ဝိုင်းကူတဲပေးအောင်အလက်ကောင်မောင်မျိုးလေးကထမင်းစပွဲဝိုင်းကိုခင်းလိုက်တယ်ငဲဆုံးသမီးကထမင်းပကံများတဲပြီးစပွဲပေါ်ချပေးနေတယ်ထူအချိန်မှာပဲဟာတရေအာဟီအငယ်မလေးကထိတ်လန့်ထားအောင်ပြီးလက်ထက်ကပကံကိုလွှတ်ချကမျက်လုံးစုံမိတ်အော်နေတယ်ဟဲ့ဘာဖြစ်တာလဲဟိုမှာခလေးမပြတဲ့အိမ်ဝကိုဗျိုင်းတူလှဲ့ကြည့်လိုက်မိတယ်ဘာမှမတွေ့ဘူးသမီးဘာမှမရှိဘူးရှိတယ်ခေါင်းပြကြည့်သမီးဖေတို့ရှိတယ်မိမိလည်းရှိတယ်မကြောက်နဲ့လာခလေးမကအိမ်ဝကိုကြောပေးပြီးငိုနေရကမရက်တရက်နဲ့နောက်လဲပြီးကြည့်လိုက်တယ်ဟာတရက်ကြီးထိုင်နေတယ်ခေါင်းပြတရက်ကြီးထိုင်နေတယ်ခလေးမလေးသတိလက်ပြီးပြောခွေသွားတယ်ဒုက္ခပါပဲဘာတွေဖြစ်နေတာလဲငါလည်းမသိပါဘူးမိမရာချင်းတို့တခုခုအမှားတွေများလောက်ခဲ့မိသေးလားလို့ပြန်စင်းစားကြည်စမ်းပါဟာမဟုတ်တာငါတို့ဘာအမှားမှမလုပ်ခဲ့ဘူးဝုံသမီးလေးကိုဝိုင်းပြုစုနေစင်မှာပဲထမင်းဝိုင်းကိုအာကုံဆွဲလန်းပြချင်းခံလိုက်ရတယ်ထမင်းနဲ့ဟင်းများငပိရီတိုးစရာတို့ကျမ်းပြင်ပေါ်ပြန်ကျဲကုန်နေအမလေးလာကြပါအောင်အရက်ကတို့ရဲ့ဟဲ့ဘာဖြစ်လို့ချောက်နေတာလဲကျမတို့အိမ်မှာတရေချောင်းနေလို့
လာကြပါဦးမင်းကွာဘဲသူကလာမှလေဝုံခွန်းမိဘထဲမှာထမင်းအိုဟင်းအိုများမိဘပေါ်မှာနေလို့မိဘကန်အတွင်လွှင့်ပြခြင်းကိုလေအတိုင်းသာမြင်နေရတယ်အဲ့ဒီနောက်အိမ်အမှုပေါ်သို့ခဲပစ်တင်သမျှစစ်တိုက်ကြားလိုက်ရပြီးအိမ်ကိုပါဆွဲကင်လှုပ်ရန်နေပြန်နေကျန်တဲ့ကလေးနှစ်ယောက်လေမိခင်နဲ့ဖခင်ကြအတင်းတိုးဝင်ကြရင်တက်ဆက်ဆက်တုံးရင်နေကြတော့တယ်မကြောက်ကြနဲ့အဖေရောအမေရောရှိတယ်သားကြီးကညီလေးကိုဖက်ထားညီမလေးသတိမရလို့ညီမလေးကိုခြိထားရအောင်မေအဖေတရေကြီးအိမ်မော်တက်လာအောင်မလားမလာတော့ပါဘူးသွားပါပြီသတိလက်နေတော့ကလေးမလေးကိုသတိပြန်ရအောင်မြေသူမှမပြုတ်စုတဲ့မိခင်ဖြစ်သူကစိုးရိမ်လွန်းလို့တချုံချုံငိုချိုင်းနေတဲ့ထေးအောင်လေတရေ6လမ်းမှုငိမ့်သက်သွားတဲ့အတွက်အိမ်ဝမှာရက်လိုက်ပြီးကိုတင်းဦးတို့ဦးလေထွန်းချိန်တို့အိမ်မှာရှိရင်ခဏလောက်လာကြပါတုံရင်သောအတန်းနဲ့အိမ်နီနားချင်းများကိုထေးအောင်ကလှမ်းခေါ်လိုက်တယ်ခဏကြတော့ကိုတင်းဦးနဲ့ဦးထွန်းချိန်တို့အိမ်မော်ရောက်လာကြတယ်ဟာတိန်လုံးပြောင်းဆန်နေပါရော့လားမင်းတို့ရမ်းဖြစ်နေကြတာလားမဟုတ်ပါဘူးကျွန်တော်တို့အိမ်အမှုပေါ်ခဲတွေကြတာအိမ်ကိုထုရိုက်နေတဲ့အတန်းนี่မကြားကြဘူးလားဟေးမကြားဘူးကွာဟုတ်တယ်မကြားမိဘူးဒါဆိုကျုပ်တို့ပဲကြောက်အောင်6လနာဖြတ်မေကဲဒါဆိုနောက်မှပဲချင်းပြတော့မေအခုသမီးကိုစေကံပို့ခြင်းလို့ဝိုင်းကူညီပေးကြပါဦးဦးလေးထွန်းချင်းကအိမ်မအဖို့နေခဲ့ပေးပါကျွန်တော်နဲ့ကိုတင်းဦးစေကံသွားကြမေအေးငါနေခဲ့ပေးမယ်ဒီအချိန်ကျမ်းမာရေးမှုစေကံရောင်းနေပြီကိုထေးအောင်သွားကြမေထေးအောင်ကသမီးကိုပွေ့ချပြီးစေကံသူသွားတယ်အိမ်မှာကြံခဲ့သောမန်းငွေမြိုင်းလေးတရဲ့6လမ်းမုံကိုပြောပြနေတယ်တူမတို့အိမ်နဲ့သိန်းအောင်တို့အိမ်ကို6တဲ့တရဲ့အတူတူပဲနဲ့တူတယ်တရဲ့6ခံရတာအမျိုးစုံကြားဖို့ပါတယ်အခုလိုတူမတို့နှိမ်ကို6ပုံလောက်မကြမ်းဘူးအခုလိုလှုပ်ထားပုံအရဆိုရင်တကယ်ကြောက်စရာကောင်းနေဟုတ်တယ်ဦးလေးတခုဆိုတာကလူကြီးတွေကတရဲ့ကိုမမြင်ရပဲခလေးတွေကတရဲ့ကိုမြင်ရတယ်ခလေးမလေးသဲကြီးကနုနုလေးခလေးသဲကြီးပြတ်သွားမှစိုးရင်ရတယ်ခလေးတွေကိုပြတ်မထားနဲ့တရဲ့မချောက်အောင်ဦးလေးမကြမ်းတတ်ဘူးလားဘယ်ကြမ်းတတ်မလဲတူမရေနေအောင်မကြမ်းတတ်ဘူးဆိုလို့တို့ရွာတောင်ပိုင်းကနတ်ကတော်မရဲ့အကူကဒီလိုတရဲ့ပုကထားတွေပယောကလှုပ်ထားတာတွေဖဲရှားပေးနိုင်နေမအောင်ကိုခေါ်ပြီးမဲကြည့်ပါလားအဲ့ဒီဆရာကဘယ်မှာနေတာလဲသဲခွင်းရွာမှာနေတယ်သူကသဲခွင်းရွာသူနဲ့အိမ်တော်ကြားသွားတာသူ့အသက်ကတော့90ဝန်းကျင်ပဲရှိလိမ့်မယ်ဒုံးကိုခေါ်မမေ့တော့ဘူးဦးလေးနဲ့တိုင်မင်းပြီးမနဲ့သွားပင်ခိုင်းလိုက်မယ်ဦးလေးဒူနဲ့အတူလိုက်ပေးပါလားရပါတယ်ဦးလေးကိုလှဲတစီသာငှားပေးလိုက်ဦးလေးနဲ့သိတယ်ဦးလေးသွားပေးလိုက်မယ်ထိုးစင်မပဲကိုတင်ဦးနဲ့အတူထေးအောင်တို့သားဖပြန်လာကြတယ်ခလေးမလေးကသတိရသေးဖို့မပေါ်သည်ပွေးချီလေးရဲ့ပါလာတယ်အိမ်မော်ရောက်လာတော့မန်းငွေမြိုင်ကလက်ပြောင်းယူလိုက်တယ်နေတခါတည်းဖြားပေါ်မှာချလိုက်မယ်ခေါင်းယူလိုက်ဆရာကတော့ဆေးထိုးပေးလိုက်တယ်မနေ့ပြန်အိမ်ကိုလာကြည့်ပေးမယ်တဲ့အကြောက်လွန်ပြီးသတိမင်းတရားတဲ့သတိရမှာပဲခလေးအချင်းနေသိရမှာပဲလို့ပြောလိုက်တယ်အဲ့ဒီနောက်ကိုတင်ဦးနဲ့ကိုထွန်းချိန်တို့လည်းထေးအောင်တို့ကိုနှုတ်ဆက်ပြီးပြန်သွားကြတယ်ညအချိန်ရောက်တဲ့အထိအငယ်မလေးသတိပြန်လဲမလာသဖြင့်10 နာရီအထိမိသေးပဲစောင့်ကြည့်နေကြတယ်အဲ့ဒီနောက်ကလေး3ယောက်ကိုအလဲကထားပြီးအိတ်ကြတော့တယ်ညောင်ပိုင်းမှာချွတ်အတန်ပင်မကြရဒါကြောင့်စိတ်ချလက်ချအိတ်လိုက်တယ်အိမ်မော်ကြယုံချီးတဲ့ထမင်းလုံးတစ်စေ6တကဲ့သို့တကိုးလုံးလှုပ်မရဖြစ်ခါလဲပင်ကတဲရဲ့မြင်းနေတဲ့ကိုလုံးကလှုပ်မရယုံမရဖြစ်နေကဇောကျွေပြန်လာတဲ့ရုံးကန်လှုပ်ချနေရကအသိစိတ်ဝင်လာတော့သူ့အပေါ်ခွာစီးထားတဲ့ဇော်မုတ်ကိုတွေးလိုက်ရတယ်မင်းငါကိုခေါင်းဖြတ်တက်ယုံတယ်မကားဘူးခေါင်းကိုပါခြေထောက်နဲ့ကန်သွားသေးတယ်ငါအခုမင်းစီလာတာငါသွားနှချောင်းလာပြန်တောင်းတာငါရဲ့သွားနှချောင်းပြန်မပေးမချင်းမင်းတို့မိသားစုတယောက်ချင်းတပ်ပြမေငါမင်းရဲ့ချွေးသွားနှချောင်းကိုလမ်းကမြို့တစ်မြို့မှာရောင်းခဲ့ပြီးပြီငါကိုခွင့်လို့ပါကွာသွားနှချောင်းပြန်မရလို့ကတော့မင်းရဲ့သမီးအရင်ဆုံးသေးရမယ်မလုပ်ပါနဲ့ကွာငါမှားသွားပါတယ်ငါအပြည့်အတွေ့အပြည့်မရှိတဲ့သားသမီးတွေကိုတော့ခွင့်လို့ပေးပါကွာငါနောင်တရားနေပါပြီဟာဇော်မုကအာဘဒရအော်ရရင်လက်တစ်ဖက်ကလက်ပင်ကိုညှက်ထားကကျန်လက်တစ်ဖက်ကပါဇက်တဲ့အတင်းထိုးသွင်းနေတယ်ပေးနောက်သွားများကိုနှိုက်ထုံနေတယ်အာမလုပ်ပါနဲ့ကိုထေးအောင်
ကိုထီအောင်အဖေကြီးဘာဖြစ်တာလဲအဖေကြီးဘာဖြစ်တာလဲငါအိမ်မက်ဆို့တွေမဲ့ပြီးလမ်းအော်သွားမိတာမနေ့မြန်မိုးလင်းမှာတော့မန်းငွေမြိုင်ကနှုတ်မှအတန်ထွက်ပြီးစူးတောင်းနေလိုက်တယ်အားလုံးချက်ချင်းပြန်လို့အိမ်မပြောနိုင်ကြတော့ငယ်ဆုံးမလေးကသတိပြန်လဲမလားသေးပဲအသက်တာမှန်မှန်ရှူနေသည့်အတွေ့စိတ်ပူနေမိကြတယ်တစေဇော်မိုးကတူးသွားနှချောင်းပြန်မရလျင်သမီးလေးကိုအသက်ရှင်သန်ခွင့်မပြုတော့လို့ပြောသွားတယ်ဒါကြောင့်ပထမဆုံးတစေကောင်းရဲ့ပြက်မှတ်ကသမီးလေးများဖြစ်နေပြီလားသူ့ရဲ့ရက်စက်ရုံမှမှုကြောင့်မိသားစုများတစားကန်အဖြစ်မရောက်စေလို့သူ့အပြစ်တွေကိုသူခံလိုက်လို့ကြေးသွားမယ်ဆိုရင်သူသာခံလိုက်ရှင်နေမကျေနပ်လို့အမျက်တန်လာရောက်6လံနေပါကမိသားစုများသိရင်သိမသိရင်ကြောက်လွန်ပြီးရိုးတော်ကုန်းကြတော့မှသိကြတယ်အဲ့ဒီနောက်လေမယား2ယောက်စလုံးမိုးလင်းကနီးမှပြန်လဲအိမ်မော့ကြာသွားတော့တယ်မနေ့7နာရီမထိုးခင်ဥထုံးချိန်အားလှဲငါပေးလိုက်သဖြင့်လေမောင်သူစိုးညွန့်တဲ့အတူသဲကွင်းရွာသူဆရာပိတ်ရန်သွားကြတယ်သဲကွင်းရွာသူတနိုင်ခွဲခံမောင်းရမဲလို့ဆိုပါတယ်ဆရာနဲ့အစင်းသင်တွေ့ပါကရွာသူ7နာရီမထိုးခင်ပြန်ရောက်မဲလို့ဆိုပါတယ်နေကင်ပြန်ရောက်မဲလို့ဆိုတော့လေညနေ3နာရီထိုးကမှဆရာနဲ့အတူပြန်ရောက်လာတယ်ငါတို့ရောက်သွားတော့ဆရာကရွာမှာမရှိဘူးနေ့လေ1နာရီလောက်မှတခြားရွာကပြန်ရောက်လာတယ်ညနေ2နာရီလောက်မှသဲကွင်းကထွက်လာခဲ့ကြတာနေ့လေစားကိုတော့ဆရာအင်ကကျွေးလိုက်တယ်ဟင်ဆရာကြီးကိုဒုက္ခပေးမိပြီးနဲ့တူပါတယ်ဆရာကြီးကဖះရှိမှသွားထိုင်ပြီးဖះကိုချက်ခိုးလိုက်တယ်ဆရာခေါ်နေတဲ့မောင်ထေးအောင်ဟုတ်ကဲ့ပြောပါဆရာကဲတည့်ရဲ့အကျိုးအကြောင်းမေးလို့ရအောင်ဆရာညီမကိုသွားခေါ်ခိုင်းထားတာမရောက်သေးဘူးလားအမအုံးကအိမ်မှာမရှိလို့ရွာထဲရှားပြီးခေါ်ခဲ့ပါလိမ့်မယ်အင်းဒင်းကနဂတော်ဆိုတဲ့အတိုင်းလေးရှိသလိုရှေးကလည်းတဲရှိတာပဲခဏကြာမှနဂတော်တော်အောင်ရောက်လာတယ်အကိုကြီးခေါ်ခိုင်းလိုက်တယ်ဆိုလို့နင်းကဘဲတိရှိနေတာလဲရွာမြောက်ပိုင်းကတင်းကြီးတို့အိမ်မှာစကားတွေသွားပြောနေတာကဲရောက်မဆိုင်ပဲအချိန်မရှိဘူးတရက်ကိုခေါ်ကြရအောင်ဆရာကြီးကပြောဆိုလိုက်သဖြင့်ဒုံးကဖះကိုချက်ခိုးပြီးထိုင်နေလိုက်တယ်ဆရာကြီးလည်းဆိုင်ရာပိုင်ယာတို့ကတားစီပိတ်ပင်တားမြစ်ခြင်းမပြုပဲတရက်ကိုလာရောက်ပုကတ်ခွင့်ပြုပါရန်ခွင့်တောင်းလိုက်ပြီးတရက်ကိုခေါ်ဆိုလိုက်တယ်တစ်ချိန်ခေါ်လဲမရနှစ်ချိန်ခေါ်လဲမရဆရာကြီးကအမျိုးစုံရွက်ဖတ်ပြီးနဂတော်ဒုံးထံမှဝင်ပုကတ်ခိုင်းလိုက်တယ်သို့တော့ထူးခြားမှုဘာမှမရှိအင်းတရက်ကတော့ကောင်းခေါ်လို့မရချင်ဘူးဒီတော့လမ်းကြောင်းပြောင်းမှဖြစ်တော့မယ်မအုပ်သွားနောက်မှသွားထိုင်တော့ငါတဆေးကောင်းကိုခေါ်လို့မရဘူးမင်းတို့အမြန်လောက်ရမှာကည9နိုင်မထိုးခင်ကြက်တကောင်လုံးဟင်းတို့ကိုချက်လိုက်စမ်းတပြည့်လဲချက်ပြီးရင်တင်းချိုင်နဲ့သွားမယ်ထေးအောင်နဲ့မန်းငွေမြိုင်ကိုလေကြက်သားဟင်းနဲ့စမ်းတပြည့်ကိုချက်ခိုင်းလိုက်တယ်ည9နိုင်ထိုးကနီးတော့ဆရာခိုင်းတဲ့အတိုင်းချက်လို့ပြုတ်လို့ပြေးသွားတယ်ကဲ9နိုင်ခွဲလောက်တင်းချိုင်နဲ့သွားကြမယ်ကာကြကရှင်မလိုက်နဲ့ရွာတွေကတတ်တည်ရှိတဲ့ရွာသား3ယောက်လောက်လိုက်ခဲ့ကြပါဥထုံးချိန်ကိုတိုးနဲ့ထွန်းနိုင်တို့ကလိုက်မယ်ဆိုလို့ဒုံးအားစားတော့ဖွေရတောင်းကိုရွက်ခိုင်းပြီးရှေ့ကသွားခိုင်းနေဆရာနဲ့ရွာသား3ယောက်ပေါင်း9ယောက်တို့တင်းချိုင်းသူလာခဲ့ကြရာ15မိနစ်တွင်ရောက်ခဲ့တယ်ကုတလုံးအပေါ်ကအမိုက်တရိုက်များတန်းရှင်းလိုက်ပြီးစားတော့ဖွေရများကိုတင်းလိုက်တယ်ဒုံးအားကူဘေးမှာသပင်ဖားလျားချပြီးဒူးထောင်ထိုင်ခိုင်းလိုက်တယ်တောက်ရည်ကွင်းနဲ့စားတော့ဖွေရများကိုစကောအတွင်းငပြုတ်ရွက်ခင်းပြီးအားလုံးထဲလိုက်တယ်ဖျောင်းတိုင်3တိုင်ထွန်းလိုက်တယ်ဆရာကြီးကတောပိုင်တောင်ပိုင်များကိုခွင်းတောင်းပြီးမဖဲဝါအားရောက်ရရက်မှကြွားရောက်ပါရန်ပင်းဖိတ်လိုက်တယ်ဆရာပင်းဖိတ်တန်ဆုံးတာနဲ့အနိနာဝင်းကျင်ချီချုံပင်များလေတို့သွားလို့လှုပ်ရှားသွားတဲ့ကဲ့သို့ရိမ့်ထို့လှုပ်ခါသွားတာကိုတွေးရတယ်မဖဲဝါရောက်ပြီးဆိုရင်စားတော့ဖွေရများ3ဆောင်မှာဆရာကြီးလည်းမဖဲဝါရောက်လာပြီးမှသိလိုက်လို့စားတော့ဖွေရများစားသုံးခွင့်ပြုလိုက်တယ်အဲ့ဒီနောက်သပင်ဖားလျာချားထားတဲ့ဒုံးလေတဆက်ဆက်တုံးရင်လာကကူဘော့တို့ခုံတက်ပြီးစားတော့ဆရာများကိုအာပတရစားတော့နေတော့တယ်လူတယောက်စားနေပုံမျိုးနဲ့လုံးဝမတူလက်နှစ်ဖက်နဲ့အာပတရစားတော့နေပုံမျိုးဖြစ်တယ်ခဏအတွင်းမှာပဲကုန်းလူနီးပါဖြတ်သွားတယ်ရေတစ်ခွက်ကိုယူပြီးတောက်လိုက်တယ်ကဲစိုးစမ်းဘာပြောချင်လို့ငါ့ကိုချွေးတာလေအခုရွာထဲမှာအမျိုးအမည်မသိရတဲ့တရက်တကောင်ရောင်းနေလို့မဖက်ဝါကိုကူကြီးလာတောင်းတာပါလေးစမ်းငါကြည်စမ်းမယ်2မိနစ်ခန့်ငြိမ်နေပြီးမှအင်းသိပြီ
ပြီးကြတဲ့9ရက်လောက်ကငါစီရောက်လာလို့နေရာထိုင်ခင်းပေးလိုက်တဲ့တစေတကောင်ရွာထဲဝင်လာပြီးတောင်းချမ်းနေပါရော့လားဟုတ်ပါတယ်မဖဲဝါသူ့ကြောင့်ရွာထဲကလူတစ်ယောက်သေသွားတယ်အခုတော့ခလေးမလေးတစ်ယောက်လေသူ၆လန့်လို့သတိမေ့နေတာ2ရက်နေပါရှိပါပြီငါနေရာပေးလို့နေခွင့်ရတဲ့သေရဲကအခုလိုလုပ်တယ်ဆိုတော့စုံမတန်စုံမရမယ်ဒါပေမဲ့အကျိုးအကြောင်းသိရအောင်အခုခေါ်ခိုင်းထားပြီးရောက်လာလိမ့်မယ်မဖက်ဝါစကားဆုံးပြီးခဏအတွင်းမှာပဲမဲအကောင်ကြီးတစ်ကောင်ရိတ်ခနဲ့အဝိမာအနည်းသို့ရောက်လာတဲ့မဖက်ဝါရဲ့လက်ဆွဲတော်ခွေးနေကြီးဖြစ်တဲ့သူ့နောက်မှာခွေးတစ်ကောင်ကပ်ပါလာတယ်လို့ထင်လိုက်တဲ့ထိုအချိန်မှာဆရာကြီးရဲ့နောက်မှာရက်နေတဲ့ရွာသား3ယောက်ထဲမှာထွန်းနိုင်တယောက်ရက်နေရမှတုံရီဖြက်ခါထိုင်းလျက်ဖြတ်သွားတယ်ဆရာကြီးကဘေးသို့ဆုပ်လိုက်တဲ့ဟဲ့ကောင်ငါရှိလာစမ်းမဖဲဝါစကားဆုံးတာနဲ့ဒူးထောက်ပြီးရှေ့ကိုထွန်းနိုင်ထွက်လာတယ်နေစရာမရှိလို့ငါစီလာတောင်းနေငါလည်းနေရာပေးလိုက်ရောနေစရာရားသွားတာနဲ့ရွာထဲကလူတွေကိုလိုက်လံပြီးအန်တရဲ့ပြုတ်နေပြီမင်းတွေ့တယ်မို့လားသစ်ပင်ကြီးငယ်မှန်သမျှတစီတရဲ့ဖုတ်ပြိတ်တာတွေသူတို့အပြင်လမ်းနေတောတွေတောင်တွေထဲမှာလေလင်းညွတ်ထိုးမလွဲရှိကြတယ်ဘယ်သူမှလူတွေကိုအန်တရဲ့မပေးဘူးမချောက်မလန့်ဘူးစားစရာမရှိလို့ငါချင်ငါနေကြမယ်လူတွေရဲ့နေအိမ်တွေဘယ်တည်းမှဝင်ပြီးမစားကြဘူးလူတွေစွန့်ကျဲလွှင့်ပြမှစားကြတယ်အခုမင်းက6လန့်နေလူတက်တယ်စားစရာတွေယူစားတယ်မင်းကခွင့်မလွတ်နိုင်ဘူးအထင်မလွဲပါနဲ့သခင်မကျွန်တော်ချင်းပြပါရစေကျွန်တော်ကလူဘွားကဇော်မိုးပါထေးအောင်ရဲ့သိန်းအောင်ရဲ့ကျွန်တော်ရဲ့စီးပွားအချာထွက်ခဲ့ကြတယ်ရွာပြန်တဲ့အချိန်မှာပိုက်ဆံကသူတို့ထက်ကျွန်တော်မှာ3စားလောက်အပူပါခဲ့တယ်လမ်းမှာကျွန်တော်ကောင်းကိုဖြတ်လို့ချွေးသွားနှချောင်းကိုချို့ယူသွားပြီးပိုက်ဆံတွေကိုပါယူသွားကြတယ်သူတို့ကိုတတ်ချင်ရင်တတ်ပြစ်လို့ရပါတယ်အခုသူတို့ကိုကြောက်လန့်ပြီးအသိတရားရအောင်6လန့်ယုံ6လန့်နာပါခလေးမလေးလေသတိပြန်လေရမှာပါမသေးသေးပါဘူးကိုသိအောင်သေးတာကယောဂကျွမ်းပြီးသေးတော့မဲ့အချိန်သွားချောင်မိလို့သေးသွားတာပါပိုက်ဆံလောဘဖက်လာရင်တငယ်ချင်းမိတ်ဆွေဆိုတာမရှိတော့ဘူးကဲမင်းကိုတတ်ခဲ့တဲ့အပြစ်ကိုသူတို့မကြခင်ပြန်ခံစေရမယ်မင်းလည်းနောက်ကိုလူတွေကိုအနောက်ချက်မပေးနဲ့တော့နောက်ချင်ရင်မင်းကိုဒီကနေနှင်းပြစ်လိုက်မယ်နောက်ကိုမချောက်လန့်တော့ပါဘူးကျွန်တော်ကိုတတ်ခဲ့တဲ့အကောင်းလေးအပြစ်ခံရပြီဆိုရင်ကျေနပ်ပါပြီအကြောင်းကိစ္စသိရပြီမင်းလည်းရွာထိပ်ကမကြီးပင်ကိုပြန်ပြီးတော့မဖဲဝါကအဲ့ဒီလိုပြောလိုက်တာနဲ့ထွန်းနိုင်ကူမဝင်ပုကန်နေတော့တဆေးလဲပြန်လဲထွက်ခွာသွားတယ်ကဲအားလုံးကြားတဲ့အတိုင်းပဲသူ့ကိုခေါင်းဖြတ်တတ်ခဲ့ပြီးငွေတွေယူသွားခဲ့လို့အခဲမကြီးပဲလာ6လန့်နေတာတဲ့ကျန်တဲ့ကိစ္စမင်းတို့ဆက်လုပ်ပြီးတော့ဟုတ်ကျေးဇူးတင်ပါတယ်မဖဲဝါနဂရောတော်အောင်ခန္ဓာကိုယ်မှမဖဲဝါထွက်ခွာသွားတယ်သူတို့အသိဆိုင်ကပြန်လာကြတယ်သူတို့ရဲ့ခြေလမ်းများကအလားကကဲ့သို့တွဲလက်မှုမရှိလေးကန်နေကြတယ်သူတို့ကိုတည့်ရဲ့မချောက်ရန်အကွက်ကြီးတောင်းရမှသူတို့အပြန်ပြီးလူသက်မှုအကြောင်းပြောပြရမယ်ဆိုတော့အားလုံးစိတ်မကောင်းကြပါသို့တော့မပြုတ်တင်သောသက်စာမဲမှုကြီးကိုတော့အားလုံးသိအောင်ပြောပြပြီးမှဖြစ်တော့မယ်လို့တန်ဋိဌာန်ချပြီးပြန်လာခဲ့ကြတယ်ထေးအောင်တယောက်သူ့အပြည့်သူဝန်ခံပြီးဥပဒေအဆုံးအမကိုခံယူနိုင်ပါစေလို့အားလုံးရင်းထဲမှာဆူတောင်းရင်လေးကန်သောရှေးလမ်းများနဲ့ရွာတဲ့သူပြန်ဝင်လာခဲ့ကြတယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ